Hello my share space ကပါကျွန်တော်တို့ချင်းအားပေးကြတာပေါ့ဗျာတက်ရွယ်မျိုးအနေထားမျိုးကြုံတွေ့ရတဲ့ဘန်းတော်လူရောစိတ်ပါခြေကုံလက်ပန်းကြခြင်းကျွန်တော်တို့အားလုံးတစ်ချိန်တစ်ခါလောက်တော့ဘဝမှာဘာမှလုပ်ချင်ခိုင်းနေစိတ်မရှိတာဘာမှဆက်မလုပ်ချင်တာဒီနေရာမှာပဲဘာမှမငဲ့ပဲရက်လိုက်ချင်တာနောက်ဆုံးလက်ရှိအခြေအနေကနေထွက်ပြေးချင်နေတာရှောင်ထွက်သွားချင်တာဒီလိုဖြစ်တာကိုကျွန်တော်အနေနဲ့ဆိုရင်ဘဝမှာကိစ္စတစ်ခုခုကိုဒါမှမဟုတ်ဖြတ်သန်းလာရတဲ့ဘဝတစ်ခုလုံးပေါ်မှာဘန်းတော်လူရောစိတ်ပါခြေကုံလက်ပန်းကျနေတယ်လို့ယူဆလိုက်ပါတယ်။တော့တွင်တော့ကျွန်တော်ပါဝင်ကျွန်တော်ပတ်ဝန်းကျင်မှာရှိတဲ့တငယ်ချင်းညီညီမအရွယ်အတိမိတ်ဆွေတွေလူကြီးလူငယ်မရွေသူတို့ပုံစံနဲ့သူတို့အနေထားမျိုးမျိုးနဲ့ဘန်းတော်ကိုကြုံတွေ့နေရတာသတိထားမိပါတယ်။အဲဒီတော့လူတိုင်းကြီးပါကြုံတွေ့ရတဲ့ဘန်းတော်ဖြစ်ရမှာတွေ့ရအများဆုံးcomment ဖြစ်တဲ့ပုံစံတွေကိုပြောပြပေးမှာပါပြီးရင်တော့ early burnout နဲ့ major burnout ဖြစ်ရင်ကြုံတွေ့ရတာတွေကိုဘယ်လို identify လုပ်ပြီးတော့ဘယ်လို recover ပြန်အဆင်ပြေသွားအောင်လုပ်မလဲဆိုတာကိုတော့ရဲ့ကိုရီးနဲ့တခြားသူတချို့ရဲ့တွေ့ကြုံကပါ recover ဖြစ်သွားတဲ့ချင်းကပ်ပုံနည်းလမ်းကိုပြောပြပေးမှာပါဒါမှမဟုတ်အနည်းဆုံးတော့ကိုသာ burnout ဖြစ်ရင်ကိုနဲ့အဆင်ပြေမဲ့ recover ရမယ့်နည်းလမ်းတစ်ခုရဖို့လမ်းစာရသွားဖို့ကျွန်တော်ဒီ podcast မှာတတ်နိုင်သလားပြောပြပေးပါမယ်ဒါကြောင့်အချိန်လေးပေးပြီးဒီ podcast အောင်နားထောင်ပေးပါအောင်နော်ကျွန်တော်စပြီးမပြောခင်မှာအပြီးပေးချင်တာကဒီ podcast ကကျွန်တော်ဘဝမှာပထမဆုံးလုပ်တာဖြစ်တဲ့အတွက်နားထောင်သူတွေအနေနဲ့စကားသုံးလို့အတန်ထွက်ပြင်ပြမှုတစုံတရာရှိခဲ့ရင်မချောမွေ့ခဲ့ရင်အပြုသဘောနဲ့ကျွန်တော်ကိုနားလည်ပေးပါလို့နောက် podcast များမှာကျွန်တော်တပြေးပြေးပိုကောင်းအောင်ကြိုးစားသွားပါမယ်ကျွန်တော်လိုအပ်ချက်ကိုကြိုပြောရတာကကြတော့အပြင်မှာလည်းစကားပြောမချောတဲ့သူတယောက်အနေနဲ့ပုံပြမျှဝေခြင်းနဲ့လူတွေကိုကြိုးပြတဲ့အကြောင်းအရာတွေကိုစူးစမ်းပြီးပြောနေရတဲ့သူတယောက်ရဲ့လက်ရှိဖြစ်ကိုကျွန်တော်ဒီတိုင်းပြထားခြင်းလို့ပါပြီးတော့မှကျွန်တော်တို့လိုစကားကြိုးစားပြီးပြောရတဲ့သူစကားပြောထောက်တဲ့သူလည်းစကားကိုထိန်းထိန်းသိမ်းသိမ်းနဲ့အတိုင်းအတာတစ်ခုထိအဆင်ပြေပြေပြောလို့ရပါလားဆိုတော့ပေါ်ပေါ်ပါ human experience တစ်ခုကို awareness ရစေခြင်းနဲ့ကျွန်တော်ကစပြီးလုပ်ခဲ့ခြင်းပါတယ်အဲ့တော့စပြောရမယ်ဆိုရင်တွေ့ရများတဲ့ comment ဖြစ်တဲ့ burnout ဒီထက်ကနံပါတ်1အချက်ကတော့ကျွန်တော်တို့တော်တော်များများရင်းနှီးမိသားဖြစ်တဲ့ workplace burnout ပါအလုံးမှာ burnout ဖြစ်တာဖြစ်ပါတယ်နံပါတ်2ကတော့ student or learner burnout ပါ learner burnout ကတော့ကျောင်းသူကျောင်းသားတွေအပြင်ကိုဘယ်အသက်အရွယ်မှာမဆိုပညာရဲ့တစ်ခုခုအသက်ပညာတစ်ခုခုကိုသင်ကြားနေတဲ့သူတွေကအချိန်ချင်းမှာဖြစ်တဲ့ burnout ပါနံပါတ်3က caregiver burnout ပါဒီ burnout ကကြတော့မိဘတွေနောက်နာမကျန်းဖြစ်နေတဲ့သူတွေကိုပြုစုဆောင်ရှောက်ကြတဲ့သူတွေနောက်ကိုမွေးထားတဲ့ကလေးတွေကို special needs တစ်ခုခုကြောင့်ဆောင်ရှောက်ကြတဲ့သူတွေပြန်လည်အားဖြင့်အသက်အရွယ်အိုမင်းလာတဲ့မိဘတွေကိုပြန်ဆောင်ရှောက်ရတဲ့သားသမီးတွေကိုယ်ထက်အားနည်းပြီးတော့သူများလိုအပ်ချက်တွေကိုရှေ့တန်းတင်ပြီးဖြည့်ဆည်းပေးရတဲ့အတွက်ကြောင့်နောက်ဆုံးတော့ကိုယ်တောင်ဂရုမစိုက်ပဲဘန်းတော့ဖြစ်သွားတဲ့လူတွေကိုဆိုလိုတာပါနံပါတ်4ကကြတော့ relationship burnout ပါ928 1500ချစ်သူရည်စားတငယ်ချင်းလုပ်ပေါ်ကင်ဖက်မိဘနဲ့သားသမီးလုပ်ငန်းခွင်ဆက်ဆက်ရေးအစရှိတဲ့လူတွေနဲ့ထိတွေ့ဆက်ဆံနေရတဲ့ဘယ် relationship မဆိုအကျုံးဝင်တဲ့ burnout ပါချေမြတ်လေးနည်းနည်းပြောမယ်ဆိုရင်တော့လုပ်ငန်းခွင်မှာဆိုရင်ဒီလူနဲ့ပေါင်းသင်းဆက်ဆံရတာကအဆင်မပြေဖြစ်လာတာဒီလူနဲ့စကားပြောဖို့ဆိုရင်အလိုလိုနဲ့အားရင်ကုန်ခန်းနေတာပြောခြင်းဆိုခြင်းစိတ်မရှိတာနောက်ဆုံးဒီလူနဲ့စကားပြောဖို့ကိုရှောင်ဖယ်တာအဲ့လိုမျိုးတွေကိုလည်းဒီ relationship burnout ထဲမှာထည့်လို့ရပါတယ်နံပါတ်5ကကြတော့စုံဦးထွေလုပ်ငန်းတစ်ခုခုကိုစလုပ်နေတာဒါမှမဟုတ် side hustle project တစ်ခုခုကိုစလုပ်နေတာအဲ့လိုမျိုးတွေဂျုံရတဲ့ burnout တစ်မျိုးပါသူကကြတော့ဥပမာပြောရရင်ဆိုင်သေးလေးတစ်ခုကိုစဖွင့်တာနောက် physical product or digital product တစ်ခုခုကိုအခုမှစပြီးမြေစံခရမျိုးလုပ်နေတဲ့သူတွေနောက်ဝန်ဆောင်မှုလုပ်ငန်းသေးလေးတစ်ခုကိုစပြီးတော့ run ကြည့်နေတာစတဲ့ဒီစီးပွားရေးရော personal ရော project တစ်ခုခုကို co-passion ဖြစ်တဲ့ project တစ်ခုခုကိုလုပ်နေတဲ့အချိန်မှာတွေ့ရတဲ့ burnout ပါနောက်ဆုံးနံပါတ်6ကတော့ saturation တစ်ခုခုပေါ်မှာ motivate ဖြစ်တဲ့ saturation နဲ့ burnout လို့ကျွန်တော်အကြမ်းဖြင့်သတ်မှတ်ထားပါတယ်ဒီ burnout ကကြတော့ဘယ်လိုမျိုးလဲဆိုတော့ဥပမာကိုယ်အနေနဲ့ကိုယ်ပန်းနိုင်တစ်ခုခုကိုသတ်မှတ်လိုက်တာဒါသေးခင်ကမှနိုင်ငံတကာနိုင်ငံကို relocate လုပ်ပြီးတော့အဲ့ဒီနိုင်ငံမှာအချိန်ကြာအောင်စူးစမ်းနေရတာမျိုးနောက်နေရာသစ်တစ်ခုခုမှာကိုဘွားကိုအစကပြန်စားနေရတာမျိုး
ဒီလိုဘဝကိုနေရာတစ်ခုမှာပြန်စားရတဲ့အတွက်ကိုအစားရာအစားကပြန်စားရပြီးတော့နောက်ဆုံးအလုပ်ရှာနေရတဲ့အချိန်မှာဖြစ်တဲ့ဘန်းနောက်အဲ့လိုအလုပ်ရှာနေရတာကကာလတုံမဟုတ်ပဲကာလရှည်6လနဲ့8လအထက်မှာရှိတဲ့အလုပ်မရသေးတဲ့အလုပ်ရှာရတာရှားတဲ့သူတွေဖြစ်တဲ့ဘန်းနောက်ခက်စင်တစ်ခုကကြတော့ကိုယ့်လက်ရှိနိုင်ငံမှာပဲလှုပ်ထွက်ထားပြီးတော့အကြောင်းမျိုးကြောင့်အလုပ်မရသေးပဲနဲ့အလုပ်ရှာရတာကြာသွားတဲ့ကာလရှည်ကြာအလုပ်ရှာနေတဲ့သူတွေဖြစ်တဲ့ဘန်းနောက်ကိုသတ်မှတ်ထားတဲ့ကိုတစ်ခုအချီလုပ်ဖို့အတွက်ကိုထားပါတော့ကိုမှစပြီးတော့ Facebook YouTube channel TikTok channel တွေကိုကိုဝါသနာပါတဲ့အကြောင်းအရာတွေကိုမျှဝေဖို့အတွက်စတင်နေတဲ့သူတွေကိုကနေ့စဉ်အားသွန်ခွန်ဆိုင်မျှော်လင့်ချက်တစ်ခုထားပြီးတော့ကြိုးစားနေပေမဲ့လည်းချိန်ကာလတစ်ခုကြာတဲ့အထိသိတာထင်ရှားတဲ့ result တစ်ခုမရတဲ့အခါကြုံရတဲ့ဘန်းနောက်တစ်ခုကကြတော့ကိုလိုချင်တဲ့ achievement တစ်ခုခုအဲ့ဒါကိုမရက်မနာကြိုးစားလာတဲ့အခါမှာဥပမာဝိတ်ချနေတဲ့သူတွေပေါ့လေဝိတ်ချဖို့တောက်လျှောက်ကြိုးစားပြီးတော့ဝိတ်ချနေပေမဲ့အချိန်ကာလတစ်ခုရောက်တဲ့အခါမှာဝိတ်ကဆက်မကြတော့ဘဲနဲ့ဝိတ်တစ်ခုမှာတန့်နေတာဝိတ်ကဘလို့ပဲလုံးဆက်မကြတာမျိုးမရက်မနာဆွဲကြီးနဲ့ကြိုးစားပေမဲ့လည်းအချိန်ကာလတစ်ခုကြာတဲ့အထိကိုဝိတ်ကဆက်မကြတဲ့အခါမှာစိတ်ညစ်ပြီးတော့လက်လျှော့ကျင်တာမျိုးဒီလိုအချိန်မျိုးမှာတခြားနည်းလမ်းတွေလည်းမရှာတော့ဘဲနဲ့ဒီဝေးချတဲ့ process ကိုရပ်လိုက်တာမျိုးအဲ့တဲ့ခြားချင်းတွေအမျိုးမျိုးတွေကိုလည်း saturation နဲ့တခုကိုမူတည်ဖြစ်လို့ saturation ဘန်းနာကိုကျွန်တော်ကအကြံဉာဏ်သတ်မှတ်ထားတာပါဒီ saturation နဲ့ဘန်းနောက်ကဆိုရင်တော့ဒီနားဆင်သူတို့ညံကွန့်ရင်ကွန့်တယ်လို့ကြည်ပြင်းပြင်းတည်ရှိနေမှာပါကျွန်တော်တို့ကလူတွေဖြစ်တဲ့အတွက်လူမှန်ရင်မောပတ်တတ်တယ်၊ငြင်းငွေတတ်တယ်၊စိတ်ကုန်တတ်တယ်။အဲဒီအတွက်ကြောင့်ကျွန်တော်တို့ကရှင်နေတစ်ခုခုဒါမှမဟုတ်ကိုဖြစ်မြောက်ခြင်းနဲ့ပန်းနိုင်တစ်ခုခုကိုကြိုးစားတဲ့အခါကျရင်တစ်ချိန်ချိန်တော့ကြုံတွေ့ရမယ့်အခြေအနေတစ်ခုလို့ကျွန်တော်ကယူဆထားပါတယ်။အဲ့တော့ကျွန်တော်တို့ကဘန်းနောက်ဖြစ်လာတဲ့အခါကျရင်တင်းတင်းလျှောက်ပတ်တဲ့နည်းလမ်းတွေနဲ့ဖြည့်ရှင်းလို့ရတယ်လို့အစကတည်းကဘန်းနောက်မဖြစ်အောင်လဲကြိုတင်ပြီးတော့ရှောင်လို့ရမယ့်နည်းလမ်းတစ်ခုကိုလည်းကျွန်တော်သိသလောက်ပြောပြပေးသွားပါမယ်။အဲတော့ဘန်းနောက်ဖြစ်တဲ့အကြောင်းရင်းကဒီကိုဖြစ်ချင်နေတဲ့ကိုကြိုးစားလှုပ်ဆောင်နေတဲ့ကိုအချီးဖြစ်ချင်တဲ့ဒီ goal တစ်ခုခုပဲဖြစ်ဖြစ် target တစ်ခုခုပဲဖြစ်ဖြစ်ရှောက်ဖို့ကိုကြိုးစားရတဲ့ကျွန်တော်တို့ဘက်ကလုပ်ရတဲ့ကိစ္စတွေကိုလုံးဝကိုအနားမပေးဘဲနဲ့ပြင်းပြင်းထန်ထန်အစွန်းရောက်အောင်တောက်လျှောက်လုပ်နေလို့ဖြစ်ပါတယ်။အဲ့တော့ကိုတနေ့လှုပ်ဆောင်နေတာတွေကိုဖြည်းဖြည်းနဲ့မှန်လှုပ်ဆောင်ပြီးတော့လူတိုင်းတော့ကိုလုံးနိုင်တဲ့အတိုင်းအတာမတူပေမဲ့လူတွေမှာကိုတက်နိုင်တဲ့အတိုင်းအတာဆိုတာတော့ရှိပါတယ်။အဲ့ဒီကိုတက်နိုင်တဲ့အတိုင်းအတာမှာပဲလုပ်ပြီးတော့ဖြည်းဖြည်းနဲ့မှန်နေ့စဉ်ကိုလှုပ်ဆောင်နေတဲ့ကိစ္စကိုယ့်ရဲ့ goal ကိုလိုချင်တာကို achieve မဖြစ်မချင်းဖြည်းဖြည်းမှန်အေးအေးဆေးဆေးနဲ့လုပ်သွားရုံပါပဲ။ဒီနေ့စဉ်မှာကိုတက်နိုင်တဲ့အတိုင်းအတာတစ်ခုခုကိုလုပ်ပြီးပြီဆိုတာနဲ့ကိုက energy ကျန်သေးရင်ကျွန်တော်တို့ကဆက်လုပ်လို့ရှိပါတယ်ဒီလိုဆက်လုပ်တာကကျွန်တော်ရဲ့အတွေ့အကြုံရဆိုရင်တော့ကိုကတော့ productive ဖြစ်လို့ဇံဝင်လို့ဆက်လုပ်တယ်ဆိုပြီးမြဲနောက်နေ့ကျတော့များသောအားဖြင့်ဒီကိုလုပ်ရရှိတဲ့ task ကိုဆက်မလုပ်ဖြစ်ပဲနဲ့ကြော်ဖြစ်လိုက်တာများပါတယ်အဲ့ဒါကဒီဘန်းနောက်ဖြစ်စေတဲ့ကြောင်းရင်းတွေကတခုလို့ကျွန်တော်အတွေ့အကြုံရတော့သိထားမိပါတယ်ဒီနေရာမှာကျွန်တော်15မိနစ်10မိနစ်လောက်ကိုပို့လို့တာကိုပြောတာမဟုတ်ပါဘူးဇံဝင်ရင်းနဲ့နိုင်ပေါင်းများစွာလောက်ကြတာကိုပြောတာပါဒါပေမဲ့ဒီနေရာမှာဒီနားဆင်သူတို့က artist တို့ကိုတိုင်းတာကိုနိုင်တဲ့လူတွေဆိုရင်တော့ကိုပါကိုဇံဝင်နေတော့လောက်ကြတဲ့အလုပ်အမျိုးအစားဆိုရင်တော့ဒါကတော့ကိုရည်ချယ်မှုနဲ့ကိုပါပဲဒါပေမဲ့အခုကျွန်တော်တို့ပြောနေတဲ့ဘန်းနောက်မဖြစ်အောင်ရှောင်ရှားရမယ်အတွက်ဒီခေါင်းစဉ်ကိုပြန်ကောက်ကမယ်ဆိုရင်တော့ဒီချိန်မှာတော့ကျွန်တော်တို့ကငားဖို့ကိုပြီးချယ်လိုက်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အသီးတွေရောကိုသတိထားကြည့်ပြီးတော့ဒီ practice လုပ်ဖြစ်တာကတော့ဖြည်းဖြည်းနဲ့မှန်နားစရာရှိတာနားလုပ်စရာရှိတာကိုလုပ်ပြီးတော့နေ့စဉ်အေးဆေးလုပ်သွားခြင်းကဘန်းနောက်မဖြစ်ဘဲနဲ့ဒီဖြည်းဖြည်းမှန်နဲ့ consistent နဲ့ discipline ရှိတဲ့ habit တစ်ခုကိုကျွန်တော်တို့ကယူထောင်မိတာဖြစ်ပါတယ်ဒီ habit ကတော့ရသွားရင်ကိုယ့်အတွက်ကိုရည်ရှိအကျိုးများစီပါဖြစ်ပါတယ်နောက်ကိုကဒီပစုလုပ်ရမယ်ကိုဖြစ်ဖြစ်ဘယ်ကိစ္စဖြစ်ဖြစ်ကျွန်တော်တို့ကဒီအကျင့်လေးနဲ့ healthy ဖြစ်လှုပ်ဆောင်သွားနိုင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဘယ်အလုပ်ကိုတော့ထောက်လျှောက်မရက်မနာပဲလုပ်ရမယ်ဘယ်အလုပ်ကိုတော့ကျွန်တော်တို့ကဒီဖြည်းဖြည်းနဲ့မှန်လုပ်ရမယ်ဆိုတာကတော့ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ရွေးချယ်မှုဖြစ်ပြီးတော့ကျွန်တော်ဒီထဲမှာပြောသွားတဲ့အကြောင်းအရာတွေကဆိုရင်ဘန်းနောက်မဖြစ်အောင်ရှောင်ရှားရမယ့်အကြောင်းအရာတွေဖြစ်တဲ့အတွက်ကို
လူကတော့ကိုယ်အတိုင်းဒါကိုယ် energy ကိုယ့်ဘာကိုတည်တဲ့အတွက်ကိုကျွန်တော်မှာချင်တာကတော့အရာရာကိုတသက်မှတ်တဲ့ပုံစံကားချက်မဲ့မဲ့ပဲနဲ့ကိုလိုတလူကိုယ့်ရဲ့ productivity ကိုအမြင့်ဆုံး potential highest potential ကိုရောက်အောင်အဆင်ပြေသလိုသုံးသွားလိုက်ပါအဲ့တော့ဒီနေရာမှာကျွန်တော်အနာပေးတဲ့ပုံစံကိုနည်းနည်းလေးရှင်းပြပါရစေအနာပေးတယ်ဆိုတာကကျွန်တော်တို့ဟာစိတ်ရောကိုယ်ပါနားပေးတာစိတ်တစ်ပေါက်ပေးတဲ့ပုံစံမျိုးကိုပြောတာပါစိတ်တစ်ပေါက်ပေးတာဆိုတာဟာကြတော့လူရဲ့သဘောတဘာဝနဲ့စိတ်ရဲ့သဘောတဘာဝကိုကကိုဘလောက်ပဲကြိုက်နေတတ်တဲ့ကိစ္စဖြစ်စီဒီကြိုက်နေတတ်တဲ့ကိစ္စကိုတောက်လျှောက်လုပ်နေရတဲ့အချိန်မှာတိုင်းတာတစ်ခုထိညီးငွေတာတို့တစ်ခါတလေအဆင်မပြေဖြစ်တာတို့ရှိတတ်ပါတယ်အဲအကြောင်းမို့ကျွန်တော်တို့ကစိတ်ရောလူပါအနာပေးပြီးတော့စိတ်ထွက်ပေါက်ပေးခြင်းအပြင်ကိုယ့်ရဲ့ creativity နဲ့ productivity ကို train မဖြစ်အောင်အကျိုးရှိရှိအသုံးချရမှာဖြစ်ပါတယ်အဲ့တော့စိတ်ရောလူပါအနာပေးတဲ့ချိန်မှာကိုလုပ်နေတဲ့အလုပ်တစ်ခုခုနဲ့လုံးဝကိုမသက်ဆိုင်တဲ့ကိုပျော်မွေ့တဲ့ activity တစ်ခုကိုလုပ်ဆောင်ပြီးတော့စိတ်ရောလူပါအနာပေးစိတ်ထွက်ပေါက်ပေးပါဒီလိုပုံမှန်ကိုလုပ်เสียရှိတာကိုလုပ်လိုက်ကိုစိတ်ပျော်ရာကိုစိတ်ထွက်ပေါက်စိတ်နာပေးပြီးလုပ်လိုက်နဲ့မျိုးကိုကျွန်တော်တို့ကဖြည်းဖြည်းနဲ့မမှန်သေးတာလုပ်သွားမယ်ဆိုရင်အချိန်ချင်းမှာဘန်းနောက်ဖြစ်ဖို့ရှားကိုင်းလုံးအရန်နေပါတယ်ဒီမှာကျွန်တော်ကဘန်းနောက်ကိုလုံးဝမဖြစ်ဘူးလို့ပြောတာထက်ဖြစ်ဖို့ရာခိုင်နှုန်းနည်းတယ်လို့ပြောတာကကြတော့ဘန်းနောက်ဆိုတဲ့သဘောတရားကဖြစ်တတ်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ဘန်းနောက်ဖြစ်တဲ့ဆိုတဲ့စကားနဲ့အနေအထားကိုကြောက်နေစရာမလိုပါဘူးကျွန်တော်တို့ကဘန်းနောက်ဖြစ်ရင်ဖြည့်ရှင်းရမယ့်နည်းလမ်းတွေနဲ့နီးမှန်လမ်းမှန်လှုပ်ဆောင်သွားရင်သူ့ဘာသူအချိန်တန်ရင်အဆင်ပြေသွားမယ်ကိစ္စတစ်ခုလို့သတ်မှတ်ထားလိုက်ရုံပါပဲဒါကတော့ဘန်းနောက်မဖြစ်ဘူးကျွန်တော်တို့ရှောင်ရှားလို့ရတဲ့အခြေခံကျဆုံးနည်းလမ်း practice တစ်ခုဖြစ်ပါတယ်ကဲနောက်ဆုံးတော့ဒီမှာ take away အနေနဲ့ကျွန်တော်တလုံးနဲ့နားဆင်သူတို့ကို message ချင်တာကတော့ဘန်းနောက်ဖြစ်တဲ့ဆိုတာကိုယ်စိတ်ကိုထွက်ပေါက်မပေးဘဲနဲ့အနာမပေးဘဲနဲ့မရက်မနာကိုလိုချင်နေတာတွေကိုစိတ်ပင်ပန်းလူပင်ပန်းနဲ့လူကျင်နေတဲ့ပန်းတိုင်းတွေကိုတောက်လျှောက်လုပ်နေလို့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်မှာချင်တာကစိတ်ကိုထွက်ပေါက်ပေးပါအနာပေးပါတင်းတင်းလျှောက်ပတ်စွာပုံမှန်အနာယူပါအဲ့တော့ကျွန်တော်ကဒီဘန်းနောက်ဖြစ်တာကိုဖြစ်ဖို့အနည်းဆုံးရှောင်လို့ရမယ်နည်းလမ်းတွေကိုကျွန်တော်ပြောပြသွားပြီဆိုတော့အာလီဘန်းနောက်ဖြစ်တာကိုတော့ကျွန်တော်နောက် podcast မှာပြောပြပါမယ်ဒီတော့ကျွန်တော်ရဲ့ Mindshare Space YouTube channel ကနေပြီးတော့ဒီလိုမျိုး personal development နဲ့သက်ဆိုင်တဲ့အကြောင်းအရာလေးတွေ app review လေးတွေလုပ်ပေးတော့မှာဖြစ်တဲ့အတွက်ကိုအခုပဲ like share subscribe လုပ်နိုင်ပါတယ်ကျွန်တော် channel ကအသစ်ဖြစ်တဲ့အတွက်ကိုဒီနားဆင်သူတွေအနေနဲ့ကျွန်တော်ကိုမျှဝေစီနေတာရှိရင်လည်း comment မှာရေးထားခဲ့ပေးပါကျွန်တော်ဒေချာလေးကျွန်တော်ကိုယ်တိုင်ရောအတိမိတ်ဆွေတွေရောပါ research လုပ်ပြီးတော့ကျွန်တော် podcast လုပ်ပေးသွားပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်